အဲ့ဒီမှာဖေဖြစ်သူကတော်တော်ငါသားရအဲ့ဒီလောက်ဆိုတာဖန်တယောက်လုံလောက်ပြီးပြောတယ်မရက်ဘူးရှေ့ဆက်ပြီးဦးဇင်းတို့ပုံမြင်လေးတစ်ပုဒ်ကြားဘူးဖတ်ဘူးတယ်ကောင်းလေးတယောက်အလွန်ချမ်းသာတဲ့တထေးကြီးထံမြေတွေတောင်းတာဖန်တယောက်လှုပ်ရှားစရာမရှိလို့အမြေလေးနည်းငယ်ပေးပါဟာတထေးကြီးကပြောတယ်ဟောဒီမှာကွာဟောဒီမြေတွေငါမြေတွေမျက်စိတစ်လုံးမျက်စိတစ်စုံပဲမင်းပြေးနေတယ်လို့မင်းယူကွာဒီလိုပြောကောင်းလေးကဟာပွားပြီဆိုပြေးလိုက်တာတအားပြေးတဲ့ကပြိဿပေပေါင်း400လောက်ရောက်ပြီဆိုကြပါစို့အဲ့ဒီမှာဖေဖြစ်သူကတော်တော်ငါသားရအဲ့ဒီလောက်ဆိုတာဖန်တယောက်လုံလောက်ပြီးပြောတယ်မရက်ဘူးရှေ့ဆက်ပြေးရတော့ယူရတာဆိုပြေးနဲ့နောက်ဆုံးဘာဖြစ်တော့မေးလိုက်တော့အမောဆိုပြီးတော့သူသေးရှာတယ်ပြောကျင်တာကပြိဿရောင်ရဲမှုမရှိရင်ဆင်းရဲတယ်ဒုက္ခရောက်တယ်ဒါပြောကျင်တာပါရောင်ရဲရင်ချမ်းသာတာတန်တုဋ္ဌိပရမန်ဒုက္ခဘုရားဟောတဲ့တရားကိုလက်တွေ့ကြကျင့်သုံးတာရှင်မကတ္တပ